ဟုတ်တယ်ကျမပကြီးလဲဆွဲတယ်ဟုတ်တယ်ကျမပကြီးကိုငငယ်လေးကလေးကလစ်လာခဲ့တယ်ပေါ့နော်ဆိုတော့အဲဟန်ကိုမှကျမဆူရဘူးတယ်ကျမကဟုတ်တယ်ကျမပကြီးနဲ့ပတ်သက်ပြီးတော့ဆူရဘူးတယ်ဒီချိန်အထိမ့်မဲ့ပေါ့နော်ပြန်တော့ကျမဆူရဘူးတယ်ကျမကအရင်ကမှခံစားသက်ဝင်ပြီးတော့မှအတိတ်ပဲရှိရဲ့ပကြီးလေးတစ်ခုဖန်တီးခဲ့တယ်ပေါ့နော်အဲ့ဒီပကြီးကဂျိုးကျုံနဲ့ဒီနေချင်းလေးပုံဖော်ရဲ့ပကြီးလေးပေါ့နော်ဟုတ်တယ်ဟုတ်ကဲ့ကျမအဲ့ဒီဆူရတဲ့ပုံမှာဝေဖန်တဲ့တငယ်ချင်းတွေရှိရေပေါ့နော်ဘာလို့ဆိုတော့သူတို့ကဂျိုးဖြူနဲ့ကြိုက်ထားတဲ့တန်တွေခက်ကိုချင်မောင်ရွက်ဆိုပြီးတော့သူတို့ပြောချတယ်ပေါ့နော်ကျမတို့အပြစ်မြင်ပါဘူးဒါသူတို့ကအမှုပညာကိုအစ်စ်ကိုမခံစားတတ်လို့ပေါ့နော်ဆိုတော့ကျမတို့အပြစ်မမြင်ပါဘူးကိုယ့်ရဲ့အစွမ်းစားကိုပကြီးရဲ့အစွမ်းစားကိုလက်ရကိုသိတယ်လေဟုတ်တယ်မလားဆိုတော့အပြစ်မပြောပါဘူးဟုတ်ကဲ့